အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်လက်ထဲကိုရောက်ရှိလာတဲ့ပစ္စည်းလေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်တချို့လူတွေလည်းလက်ဝယ်ရောက်ရှိပိုင်ဆိုင်ပြီးကြပြီဖြစ်ပါလိမ့်မယ်မွေရလေးတဲ့လူတွေလည်းအမှတ်တရတင်ထားဖို့အတွက်အမြန်ဝယ်ကြဖို့ကျွန်တော်တိုက်တွန်းခြင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီပစ္စည်းလေးက limited edition ဖြစ်ပါတယ်ထပ်ပြီးတော့မထုတ်တော့ဘူးပေါ့နော်သူကထုတ်လည်းမထုတ်တော့ဘူးတဲ့ဘယ်သူမှပြောမထုတ်တော့ဒါပဲတဲ့အဲ့လိုမျိုးပေါ့နော်သူ့ရဲ့အမှတ်တရသူဟိုးအရင်ကတည်းကသူတရုတ်တရတင်စီထားခဲ့တဲ့မြေတနိုးရှိခဲ့တဲ့သူ့ရဲ့တခြင်းတွေကိုတန်စင်အဖြစ်ပြည်သူလူထုကြားကိုအသက်46နှစ်ပြောင်းမွေးနေ့နေနဲ့မဟုတ်ဘူး36နှစ်ပြောင်းမွေးနေ့နေနဲ့အမှတ်တရထုတ်ဖို့ပြသလာတဲ့ကိုဖိုးဆန်ရဲ့အခွေလေးဖြစ်ပါတယ်ခွေလေးကတော့ဒီလိုတက်တာလေးနဲ့ပေါ့နော်ဒါလေးကိုဖွင့်လိုက်လို့ချင်းဒီမှာဒါလေးပါပါမယ်ကိုဖိုးဆန်ရဲ့နောက်ထပ်တရော်လေးဒီဇိုင်းလေးဒီဘေးရရုပ်ကသာကျန်တာနော်သူလက်ရအနုရွရေးချမ်းသုံးတာထင်အောင်နော်ဦးလေးဖိုးဆန်ဟဲ့ဒါရန်နေနုရွထားရနော်ရုပ်ကျန်းနဲ့နုရွထားရနော်ဒီလိုလေးဒီဟာလေးဖွင့်လိုက်လို့ချင်း memory stick လေးပေါ့မယ် memory stick လေးကိုဖွင့်လိုက်လို့ချင်းဒီထဲမှာကိုဖိုးဆန်ရဲ့တခြင်းလေးတွေပါပါတယ်ဒီ memory stick လေးကိုစင်ကာပူဒေါ်လာ40 ဩစတြေးလျဒေါ်လာ40နဲ့မှာယူနိုင်ပါတယ်စင်ကာပူကလူတွေကတော့ကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာ link လေးချထားပေးပါမယ်အဲ့ link ကနေတစ်ဆင့်မှာယူနိုင်တယ်လို့ Peninsula Plaza 9လွှာကထိုက်သူရာဆိုင်ပါလေဆိုင်ဖွင့်ချိန်တွေမှာ walk-in အနေနဲ့ဝင်ရောက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်စင်ကာပူမှာအခုရေ100ပဲကျွန်တော်ခွဲတန်းရထားပါတယ်အခုလက်ရှိစရောင်းတာက60ရဲ့မွေးနေ့23ရက်နေ့ကလေးရောက်တာပေါ့နော်ကျွန်တော်23ရက်နေ့ရောက်လာတာကျွန်တော်လက်ထဲကိုအခုမှလောက်ဝယ်ရောက်ရှိလို့ကျွန်တော်ဒီဗီဒီယိုလေးရိုက်ပြီးတော့တင်ပေးတာဖြစ်ပါတယ်တချို့တွေဆိုလည်းလောက်ဝယ်ရောက်ရှိပြီပေါ့နော်စင်ကာပူမှာအခု100ပဲရထားတယ်အခု90လောက်ကုန်နေပြီတော့ကုန်သွားပြီနော်လိုချင်တဲ့လူတွေမြင်ပြီးတော့ပြေးတာဝယ်ကြတော့အဲ့ဘေးရထက်လည်းမထုတ်ဘူးတဲ့အရန်ကောင်းပါတယ်ဦးလေးထုတ်မှလားဆိုထုတ်ဘူးတဲ့ဒါပဲတဲ့ limited edition ပဲတဲ့အဲ့အတွက်စင်ကာပူကအကိုမတို့ဒီကိုဖိုးဆန်ရဲ့တခြင်းလေးတွေကိုမတရားသိသိဖို့အတွက်ဒီခုကွန်မပေးထားတဲ့ link မှာလည်း order မှာပြီးတော့စီရင်ပေးသွင်းလို့ရတယ်လို့ Peninsula 9လွှာကထိုက်သူရဆိုင်မှာလည်းတွားရောက်ဝယ်ယူလို့ရပါတယ်ဆိုင်ဖွင့်ချိန်တွေမှာဝယ်လို့ရပါတော့တနင်္လာနေ့တရက်ကတော့ဆိုင်မြဲပိတ်ပါတယ်ကြားရက်တွေမှာဆိုရင်တော့ညနေ6နာရီနဲ့10ခွဲကြီးဖွင့်ပါတယ်စနေတနင်္ဂနွေ weekend မှာတော့မနက်7နာရီကနေည8ခွဲထိဖွင့်ပါတယ်အဲ့ချိန်ဒီမှာတော့ပြီးတော့ walk-in နဲ့ဝယ်လို့ရပါတယ်အခု90လောက်ပဲကျတော့ရနော်ကျွန်တော်ခွဲတန်းအဲ့လောက်ဖယ်ရခဲ့တာစင်ကာပူက100ရထားတာ90ကုန်သွားပြီနောက်ထပ်90ပဲကျတော့တယ်မြင်မြင်လေးလွတ်လိုက်ကြတော့ဩစတြေးလျကနီကိုမောင်တို့တွေကလည်းကျွန်တော်တို့မာကြီးဒီဇင်ဘာစီမှာလည်းဝယ်လို့ရတယ်လို့ကျွန်တော်စီမှာလည်းလမ်းကြုံဝယ်လို့ရပါတယ်ကျွန်တော်ကူရောက်ပေးနေပါတယ်အဲ့အတွက်ဩစတြေးလျကလည်း40ပါဩစတြေးလျကတော့ခွဲတန်း90ပဲရတယ်90တောင်မှဒါဟိုတနေ့ကရောင်းလိုက်တာကအခု20အစိတ်လောက်ကုန်သွားပြီရှင်ဩစတြေးလျလည်းတစ်ခွက်ကျိုးသွားပြီတိတ်ကြံတော့ဩစတြေးလျကအကူမတို့လည်းမြန်မြန်လေးလက်သွင်းမရမယ်နော်အဲ့အတွက်ကိုဖိုးဆန်ရဲ့36နှစ်မြောက်မွေးနေ့ရုံလာခင်ဗျားတို့အဲ့ဘေး36နှစ်ဆိုကျုပ်လည်းမယုံအမေမပုံနေလေထားတယ်36နှစ်မြောက်မွေးနေ့မတရား The Sound of 36ဆိုတဲ့ဒီ elephant လေးကို memory stick လေးနဲ့အမှတ်တရထုတ်ထားပါတယ်ပက်ကင်လေးကတော့မြင်တဲ့အတိုင်းပဲဘေးရရုပ်ကျန်းနဲ့နှုတ်ရွထားတာ box လေးထဲမှာsticker လေးနဲ့တော့ရှုပ်လို့မရဘူးနော်ဒီsticker တော့နှစ်ထပ်တစ်ထပ်မဟုတ်ဘူးဒါကြောင့်မလို့လေဟိုတနေ့ accident နှစ်ခါဖြစ်တယ်ဟောဘာလို့ပါဝင်ဒီလိုလေးအပိကြပါနော်ကိုဖိုးဆန်ရဲ့အမှတ်တရ
36မြောက်ဝင်နေအမှတ်တရ The Sound of 36 11လေးကိုမတရားတင်စီဖို့အတွက်ဆိုရင်စင်ကာပူနဲ့ဩစတြေးလျတို့မှာကျွန်တော် link မှာ Google Form link လေးချထားပေးပါမယ်အဲ့ရနေလည်းတစ်စက်မှာယူလို့ရပါတယ်စင်ကာပူမှာဆိုရင်လည်းထိုက်သူတော်မှာ walk-in တော့ဝယ်လို့ရပါတယ်ဩစီမှာဆိုလည်းမိုက်တင်မယ်စီမှာကျွန်တော်စီမှာရောလက်မှာလို့ရပါတယ်တိတ်တော့မကြမ်းတော့နည်းနည်းလေးပဲကျွန်တော်နော်နည်းနည်းလေးလောက်လိုက်ကြတော့ဒါပါပဲ